ချစ်စရာကောင်းတဲ့လူနာလေးမှာပါဝင်တဲ့စိတ်ပိုင်းလေးတွေရဲ့အသုံးပြုပုံလေးတွေကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အရှိမီးလေးတွေကိုကျွန်တော်အရင်ပြပေးမယ်နော်မီးမှာဆိုရင်ကျွန်တော်တို့ဒါဆိုရင် silent ဒါဆိုရင်မီကြီးပေါ့နော်နှစ်ဆင့်ရှိပါတယ်ဒါဆိုရင် signal လေးရမိုက်တဲ့ဒီဘေးလေးမှာပါပေးထားတယ်နော်ဘယ်ဘက်မှာအဲ့ဒါညာဘက် signal လေးပေါ့နော်ပြီးရင်သူ့ရဲ့အသုံးပြုပုံလေးတွေကျွန်တော်သိသိပြပေးမယ်နော်လူနာမှာတော့ကျွန်တော်တို့ဒီ NSC ကပါမယ်တော့ပါမယ်ကျွန်တော်တို့အရင်တော့လိုပဲကျွန်တော်တို့ဒီတော်ကြီးခါကြချိတ်သွားတာတော့တော်ကြီးကင်သွားတော့ပျောက်မှာတော့စွန့်တည်ဒီမလိုတော့ပါဘူး NSC ကလေးတစ်ခက်ကိုကျွန်တော်တို့တင်ထားတာနဲ့အိတ်ထဲထည့်ပြီးတင်သွားတာနဲ့ကျွန်တော်တို့ဒီလူနာလေးကရောက်တဲ့နေရာမှာကျွန်တော်တို့ဒီဖွင့်ပြီးတော့ကျွန်တော်တို့စီးနှင်းလို့ရပါတယ်เนาะအဓိက NSC ကကအသုံးပြုပုံလေးကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖွင့်တယ်တော့တင်လိုက်ရုံပဲဖွင့်လာပြီးပိတ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ parking clock ကြီးပါဒါဆိုရင်ကျွန်တော် gear ပေါ့နော်ဒါဆိုရင် NFC ကနေရာလေးပါဒါဆိုရင်ကျွန်တော် kilo ပေါ့နော်ဒါဆိုရင်ကျွန်တော် 30% ပြတာပါကျွန်တော်အဲ့ parking လေးပြုတ်ချင်တယ်ဆိုရင်ဒီဘက်ဘေးမှာကျွန်တော်တို့ parking လုပ်လေးရှိတယ်နှစ်လက်တာနဲ့တော့ parking လေးပြုတ်သွားပြီပေါ့နော်ပြီးရင်ဒီမှာဆိုရင်ကျွန်တော် home clock ရှိမယ်ဒါဆိုရင် signal signal လေးပေါ့နော်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒါဆိုရင်မီ clock ပါမီ silent ရင်မီကြည့်ရဒါဆိုရင်ကျွန်တော် gear clock လေးပေါ့နော်ပြီးရင်ကျွန်တော်အခု ring ဆွဲပြမှာဖြစ်ပါတယ်ဒီမှာခုကျွန်တော်1နဲ့ဆွဲပြမယ် okay 34ထိတက်တယ်နော် air minor race ပါ2နဲ့ထပ်ဆွဲပြမယ် okay ဒါဆိုရင်40နှစ်ထိသွားပါရနော် air mic ပါတယ်3နဲ့ထပ်ဆွဲပြမယ်50ထိတက်ပါရနော် air mic တဲ့ iMa ရဲ့လူနာလေးပါဆိုရင်ကျွန်တော်ဒါဖုန်းလေးပတ်စံတွေထည့်တဲ့ကျွန်တော်ခွက်ကလေးပေါ့နော်ခွက်ကလေးကအတွင်းလေးနဲ့တက်ရောက်ထားတဲ့အတွက်ကျွန်တော်တို့ဒီရေတွေပါတယ်မိုးရွာရင်မောင်းတဲ့ခါကျရင်ရေဆူတက်တာမယ်လို့ထင်ပါတယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့အာသွင်းဘောက်လေးတစ်ခုပါတယ်ကျွန်တော်တို့မောင်းနေနဲ့ဖုန်းအာသွင်းလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းချိတ်တဲ့ချိတ်ကလေးပေါ့နော်ပြီးရင်သူ့ရဲ့တူးပေါက်လေးကိုကျွန်တော်ဖွင့်ပြမှာဖြစ်ပါတယ်ဒါသူ့ရဲ့တူးပေါက်လေးပါတူးပေါက်ကအတန်တင်လေးကျယ်ပါတယ်ပြီးတော့အထက်ကိုစောက်တော်တော်နဲ့တယ်နော်အင်းလဲကျွန်တော်တို့ breaker လေးပါပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အနောက်ကာလေးပါထည့်တဲ့အတွက်ကလေးတွေကြောင်းကြိုကြောင်းပို့တဲ့ခါကျရင်ပြုတ်ကျဖို့လေပူစရာမလိုတော့ဘူးပေါ့နော်ဒါတော့ iMa ရဲ့လူတာလေးကိုကျွန်တော်တို့ပေးတိုင်းနေထားလေးနဲ့ပေါ့နော်အရန်မိုက်ပါတယ် design ပိုင်းရုပ်ထွက်ပိုင်း color ပိုင်းအရန်မိုက်တဲ့ iMa ရဲ့လူနာလေးပါသူ့ရဲ့အာသွင်းပေါက်လေးရရမ်းမိုက်တယ်နော်ကျွန်တော်ဒီမှာလုံးလုံးချုံချုံလေးပဲဒါလေးကိုလှည့်ပြီးသွင်းရင်ဝင်နော်